လာရှိတဲ့သူချက်တည်းရှိတဲ့သူဆိုတာဘလို့လူလဲဆိုတော့ကုသိုလ်ကောင်းမှုတွေကိုအမြဲတမ်းပြုလုပ်နေတဲ့စိတ်စေတနာကောင်းကောင်းထားပြီးတော့မေတ္တာတရားနဲ့သူတို့ဘာတွေရဲ့ပုံမှာပြောဆိုဆက်ဆံတဲ့သူကိုချက်တည်းရှိတဲ့သူမင်္ဂလာရှိတဲ့သူလို့ခေါ်တာပဲမနဲ့အိယာထားတာနဲ့မိမိရုပ်သူတစ်ပါးတွေကိုမေတ္တာပို့ပေးတယ်။နခင်းမှာကုသိုလ်ကောင်းမှုတွေနဲ့စတင်ပြီးတော့တတဝါလေးတွေရဲ့အပေါ်မှာချမ်းသာစေခြင်းကောင်းစားစေခြင်းနဲ့မေတ္တာစိတ်နဲ့နိုးထတဲ့သူကိုမင်္ဂလာရှိတဲ့သူလို့ပြောလို့ရတယ်။မိမိကိုတွေးမြင်ရသူတွေရဲ့စိတ်နှလုံးကိုအေးချမ်းသွားစေခြင်းနဲ့ဆိုရင်မေတ္တာတရားနဲ့နေ့ရက်တိုင်းကိုဖြတ်သန်းရမယ်။အဲ့တော့ဘုရားရှိခိုးတိုင်းမှာလည်းကိုယ့်ရဲ့အပြုမူကာယကံကိုယ့်ရဲ့အပြောဆိုဝစီကံကိုယ့်ရဲ့အတွေးအကြံမနောကံတွေကြောင့်ဒီသူတူတယောက်မှဒုက္ခမရောက်စေရဘူးကိုယ့်ရဲ့ကာယကံဝစီကံမနောကံတွေကြောင့်လူတိုင်းဟာစိတ်ချမ်းသာပြီးငြိမ်းချမ်းပျော်ရွှင်စေရမယ်ဆိုတဲ့စိတ်ကိုမိုးလင်းတာနဲ့လုံးသွင်းဆုံးဖြတ်ထားရမယ်မေတ္တာရဲ့နောက်ဆက်တွဲစိတ်ထားတွေကဘာလို့လဲဆိုတော့ဒီတစ်ပါးတွေရဲ့အပေါ်မှာကိုချင်းစာတတ်ကျင့်တနာတတ်တယ်အဲ့လိုစိတ်ထားတွေရှိနေရင်တော့ကိုမကြိုက်တာတွေကိုသူများတွေပေါ်မှာလုံးတော့မှာမဟုတ်ဘူးကိုကြိုက်တာတွေကိုပဲသူများတွေကိုလုပ်တော့မယ်ကောင်းတဲ့အရာတွေကိုကိုကကြိုက်ရင်သူများတွေကိုလည်းကောင်းတာတွေပဲလုပ်ရမယ်ကိုကကောင်းတဲ့စကားတွေကိုကြားကျင်တယ်ဆိုရင်ကိုယ်တိုင်ကလည်းကောင်းတဲ့စကားတွေကိုပြောဆိုတယ်ဒါပါလဲဆိုတော့မေတ္တာအရင်ထန်တယ်